အားလုံးပဲမင်္ဂလာပါ Morning Devotion တွေကနေအရောက်တိုင်းကိုပြန်လေကြိုးဆိုပါတယ်ဒီနေ့မနေ့မှလည်းဖြိုင်းနှုတ်ကပတ်တော်အနေငယ်နဲ့ပြန်လေပြီးမှခွန်အားပေးခြင်းတယ်ဧဒရာဝတ္ထုအခန်းကြီး9အငယ်9မှာထိုနေ့၌ဟာမန်ဒီဝမ်းမြောက်ရှင်လန်းသောစိတ်နဲ့ထွက်သွားတော်လေနန်းတော်တကားဝမှာမော်ဒကေသည်ယူသေးစွာမထအလင်းမလုတ်ပေနေသည်ကိုမြင်သောအခါမော်ဒကေကိုအလွန်အမျက်ထွက်လေ၏ဒီနေရာမှာကျွန်တော်တို့ဘုသူရဲ့အကြောင်းအရာတွေ့ရလေးဆိုရင်မော်ဒကေရဲ့ဖျားဘက်မှာစိတ်အားကြီးခြင်းကိုတွေ့ရတာဖြစ်တယ်ဒီအကြောင်းအရာကကျွန်တော်တို့အားလုံးသိတယ်ကြတော့မော်ဒကေကအရင်ကတည်းကနေဟာမန်ကိုအာရှုရိရှင်ဘုရင်ကစပြီးမှချီးမြှောက်လာတဲ့အခါမှာလူတိုင်းကဟာမန်ကိုကိုးကွယ်ကြတယ်လူတိုင်းကဟာမန်ကိုယူတည်ကြတယ်ဟာမန်ရောက်လာတဲ့အခါမှာဝတ်ပြုကြတယ်ဒါပေမဲ့ယူဒလူဖြစ်တဲ့မော်ဒကေကဒီနေ့ဒီဟာမန်ကိုသူဝတ်မပြုခဲ့ဘူးသူမယူတည်ခဲ့ဘူးသူမရှိခိုးခဲ့ဘူးဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်သူရဲ့စိတ်အားကြီးခြင်းကဘယ်လောက်ထိဖြစ်လဲဒီနေ့အခန်းကြီးကအငယ်9ရောက်တဲ့အချိန်မှာတကယ်တော့မော်ဒကေရဲ့ဒီဟာမန်ကိုမကိုးကွယ်ခြင်းအပြင်ဟာမန်ကိုယူတည်စွာမပြုတ်ခြင်းအပြင်ယူဒလူမျိုးတစ်မျိုးလုံးကဖြစ်စေခံရတော့မယ့်အခြေအနေကိုကြုံနေရတဲ့ကာလဖြစ်တယ်ကြုံနေရတဲ့အချိန်ဖြစ်တယ်အမိန့်တော်စာကိုထုတ်ပြီးမှနိုင်ငံအတီးတီးမှာဒေသအတီးတီးမှာရှိနေတဲ့ယူဒလူတွေကိုဖေရှင်းဖို့ဖေရှားဖို့အတွက်ဒီနေ့အမိန့်တော်စာကိုထုတ်ခြင်းခံနေရတဲ့အခြေအနေကိုမော်ဒကေရောက်နေတာဖြစ်တယ်ကြုံနေရစေတာဖြစ်တယ်ဒါပေမဲ့လေသူအဲ့ဒီအခြေအနေပေါ်မှာသူ့ရဲ့ကိုးကွယ်ခြင်းကိုသူ့ရဲ့ဖျားနဲ့ဆိုင်တဲ့အရာမှာစိတ်အားကြီးခြင်းကိုသူမလျော့ခဲ့ဘူးဆိုတာကိုမြင်တွေ့ရတယ်သူမလျှော့ခဲ့ဘူးဒီအခြေအနေကြောင့်ကျွန်တော်ရဲ့လူမျိုးတွေဆုံးရှုံးခြင်းခံရတော့မယ်ပျက်စီးခြင်းခံရတော့မယ်ဆိုပြီးမှသူစိတ်လျှော့သွားတဲ့သူမဖြစ်ခဲ့ဘူးဆိုတဲ့အရာကိုမြင်တွေ့ရတယ်ဘလို့အခြေအနေပဲဖြစ်ပါစေအသက်ဘေးနဲ့ရင်ဆိုင်ရတဲ့အခြေအနေတွေကြုံနေရပါစေဒါပေမဲ့အဲ့ဒီအခြေအနေမှာပြင်သူ့ရဲ့ရွေးချယ်မှုကဖျားပဲဖြစ်စေခဲ့တယ်ဆိုတော့မြင်တွေ့ရတာဖြစ်တယ်ဖျားမှလွဲပြီးတခြားတော့အရာကိုမကိုးကွယ်နိုင်ဘူးဖျားကလွဲပြီးမှတခြားတော့နေအရာကိုနေရာမပေးနိုင်ဘူးမယူတည်နိုင်ဘူးဆိုတော့သူ့ရဲ့စိတ်ဆုံးဖြတ်ချက်တစ်ခုကိုမြင်တွေ့ရတာဖြစ်တယ်အဲ့ဒီအရာကနောက်ဆုံးမှာသူ့ကြီးမားတဲ့ဖျားရဲ့ခေါင်းမြက်ခြင်းတွေဖျားရဲ့အောင်မြင်ခြင်းတွေပြန်ပြီးမှနေရာယူဖို့ဖြစ်လာစေဆက်ပြီးမှဖတ်ကြည့်မယ်ဆိုရင်မော်ဒကေကိုဆက်ပြီးမှဘုရားခင်ကချီးမြှောက်စေခဲ့တယ်ဆက်ပြီးမှအံ့ဩဖွယ်တကယ်ဆောင်တကယ်မူဘဝကနေဘုရားခင်ကရှင်ဘင်တိုင်းပင်ဖို့တိုင်းပင်ဖက်အချစ်ရှင်ဘင်အားကိုးရတဲ့သူအချစ်ရှင်ဘင်ရဲ့လက်စွပ်တော်ကိုပေးအပ်ရတဲ့သူအချစ်နဲ့ဘုရားခင်ချီးမြှောက်ခဲ့တယ်ဆိုတော့မြင်တွေ့ရတာဖြစ်တယ်အာရှုရိရှင်ဘင်လို့ပြောတဲ့အခါမှာတိုင်းပင်129နိုင်ငံကိုအုပ်စိုးတဲ့မြင်းဖြစ်တယ်အဲ့ဒီရှင်ဘင်ရဲ့လူယုံတော်ရှင်ဘင်ရဲ့လက်ယုံတော်လို့ပြောတဲ့အခါမှာဒီတိုင်းပင်129ခုလုံးကိုအုပ်စိုးတဲ့သူအဖြစ်ဝန်ဆောင်နိုင်ရတဲ့သူအဖြစ်ဘုရားခင်ကချီးမြှောက်ခဲ့တယ်ဆိုတော့ကိုမြင်တွေ့ရတာဖြစ်တယ်အင်ပါယာတစ်ခုချစ်မော်ဒကေကိုချီးမြှောက်ခဲ့မော်ဒကေအားဖြင့်ယူဒလူမျိုးတွေအားလုံးလည်းချီးမြှောက်ခံရခဏတုန်းကဆုံးဖြတ်ချက်ချတဲ့အခါမှာတော့မော်ဒကေအဖြစ်တမျိုးသားလုံးဟာဖြစ်စည်းခံရတော့မဲ့အခြေအနေမျိုးမှာရှိနေပါဒါပေမဲ့လေဒီနေရာမှာဘုရားခင်ချီးမြှောက်လာတဲ့အခါမှာမော်ဒကေအဖြစ်ယူဒလူမျိုးတမျိုးသားလုံးကပြန်ပြီးမှဘုရားရဲ့ချီးမြှောက်ခြင်းဘုရားရဲ့မျက်နှာသာပေးခြင်းခံရဖို့ဖြစ်လာစေဆိုတော့မြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်နားလေရမယ့်အရာကျွန်တော်တို့ဆင်ခြင်ရမယ့်အရာကတော့ဒီနေ့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုဖြစ်တယ်ဒီနေ့ဒီကာလမှာကျွန်တော်ဘာကိုရွေးချယ်မလဲလောကအရာတွေမှာကျွန်တော်ရွေးချယ်နေမှာလားဒီနေ့ဖျားနဲ့ဆိုင်တဲ့အရာမော်ဒကေကေတို့ပဲကျွန်တော်ရက်တည်မယ်ဆိုရင်ဖျားနဲ့ပတ်သက်လာရင်ဒီနေ့ကျွန်တော်ဆုံးဖြတ်ချက်ချလာတဲ့အမှုရာတွေကြုံလာရရင်ကျွန်တော်ဘေးအရာပေါ်မှာရွေးချယ်မလဲအဲ့ဒီရွေးချယ်ခြင်းကဒီနေ့ကျွန်တော်ရဲ့ရွေးချယ်ခြင်းကမှန်ကန်မယ်ဆိုရင်ဘုရားနဲ့ဆိုင်တဲ့အရာမှာစိတ်ဆုံးဖြတ်ချက်ချမယ်ဆိုရင်ဘုရားနဲ့ဆိုင်တဲ့အရာမှာကျွန်တော်တို့မတည့်ရက်မယ်မတည့်ရက်ဖို့ဆုံးဖြတ်မယ်ဆိုရင်ဘုရားခင်ကအံ့ဩဖွယ်တော့အခါကိုပြန်ပြီးမှမော်ဒကေကိုပြင်ဆင်ပေးတယ်လို့ဒီနေ့ကျွန်တော်ကိုပြင်ဆင်ပေးမှဖြစ်တယ်ဆိုရဲဒီနှုတ်ပတ်တော်နဲ့အရောက်တိုင်းကိုခွန်အားပေးဝင်ငါချင်ပါတယ်အရောက်တိုင်းပေါ်မှာဘုရားခင်ချူကောင်းကြည့်ပေးပါစေ